ဧကရစ်မင်းမြတ်ဟာသူ့ရဲ့နှလုံးသားဖြူစင်တဲ့ချစ်သူဟောင်းနဲ့ခန္ဓာကြီးကျယ်စွာလက်ထပ်နေတဲ့အချိန်မှာကျမကတော့အေးစိမ့်လာတဲ့နန်းတော်ဆောင်ထဲမှာတယောက်တည်းအသက်ပြောင်းနေခဲ့ပါတယ်။လူတိုင်းကကျမအသက်မရှူတော့ဘူးလို့ထင်နေကြပေမဲ့ကျမဟာလောကမှာတူးရဲသောအသက်အောင်ပညာဆက်ခံသူဆိုတာသူတို့မသိကြဘူးလေ။ဧကရစ်ကကျမရဲ့ကူပေးမှန်ရှိမှာအသေးအတန်ငိုကြွေးနေချိန်မှာတော့ကျမကနေဆက်ဒေတာကိုရောက်နေပြီးစားတောက်ဆိုင်မှာအဝစားရဲ့အနောက်တိုင်းသားချောချောလေးတွေရဲ့ဗိုက်သားတွေကိုတောင်လိုက်ဆန်းနေလိုက်သေးတယ်ဗျာဒီလိုနဲ့ပျော်ပျော်ကြီးနေလာခဲ့တာ။ဒီနေ့မှာတော့ငလင်လုတ်ပြီးဧကရစ်ရဲ့ကူပေးမှန်ကြီးပြိုကျသွားပါလေရောအဲ့ဒီမှာဧကရစ်ကကျမရဲ့အလောင်းဖလားကိုဖွင့်ကြည့်လိုက်တဲ့အခါအထဲမှာအလောင်းစားပုတ်ရိနေတဲ့အာလူးတွေပဲတွေ့လိုက်ရတာပေါ့။အဲ့ဒီနေ့ကစပြီးမြေလန်ရှာလို့ရရင်တောင်သူမကိုငါးစီခေါ်လာခဲ့ဆိုပြီးအမိန့်ထုတ်ခံလိုက်ရတော့တာပါပဲ။ကျမနာမည်ကကျန်းဆုံးပါ၄နှစ်သမီးရွယ်မှာမိဘမဲ့ဖြစ်ပြီးနန်းဘေးမှာခွေးတွေနဲ့ကစုံဥလူစားရင်ကျမရဲ့ဆရာနဲ့တွေ့ခဲ့တာပါ။ကောင်မလေးမရဲ့အယိုးအစ်စ်တွေကထူးခြားတယ်။ငါတပည့်လုံးမလားနဲ့တပည့်လုံးရင်ကစုံဥပုတ်စားရမှာလားလို့မေးပြီးမှကျမဂိုင်းထဲဝင်ခဲ့တာကျမတို့ဂိုင်းမှာတက်ရှိ၃ခုပဲရှိတယ်။ဆရာရဲ့ကျမရဲ့နောက်ပြီး2000ချီအသက်ရှည်တဲ့လက်ကြီးတစ်ကောင်ရဲ့ပေါ့ကျမတို့ကျင့်စဉ်ကအဲ့ဒီလက်ကြီးကိုကြည့်ပြီးအသက်ရှူနှုံးကိုနေနိုင်သမျှနေအောင်လုပ်ရတာပါဒါကိုလက်အသက်ရှူကျင့်စဉ်လို့ခေါ်တာပေါ့အသက်15နှစ်မှာတော့ကျမဟာဆရာထက်တောင်ကျွမ်းကျင်တဲ့အဆင့်ကိုရောက်ခဲ့ပါတယ်ဒါပေမဲ့ဆရာကတော့အဝေးကအဖွားအိုတယောက်နဲ့ချစ်ကြိုက်ပြီးကျမကိုပြစ်ထားခဲ့တာကြောင့်ကျမလမ်းဘေးမှာတစ်ခါပြန်ရောက်ခဲ့ရပြန်ပါတယ်ကံကောင်းတာကတခြားကိုင်းကဦးလေးဒေါ်လေးတွေကကျမကိုကြွေးမွေးကြလို့ဒီကိုင်းမှာဓာတ်တိုင်းတင်ဟိုကိုင်းမှာလှန်တိုင်းကစားနဲ့ရှောက်သွားရင်ချူချီအန်းနဲ့စုံခဲ့တာပါအဲ့ဒီအချိန်ကသူဟာဧကရစ်မဟုတ်သေးပဲမျက်နှာသာမပေးခံရတဲ့စထမမြောက်မင်းသားလေးပေါ့လောက်ကျန်တက်ဖြတ်ခံရမယ်ဘေးကနေကျမကသူ့ကိုကဲတင်ပေးခဲ့ပါတယ်ကျေးဇူးတင်ပါတယ်အမျိုးသမီးလို့သူကဆိုတော့ကျမကပါဇက်နဲ့ပဲကျေးဇူးတင်ပါလားငွေရောမပေးဘူးလားလို့ပြန်မေးလိုက်တယ်အဲ့ဒီမှာသူကရေပြီးငါအိမ်တော်ကိုလိုက်ခဲ့မလားကြက်ပေါင်းကျွေးမယ်ဆိုတာနဲ့ကျမလိုက်သွားခဲ့တာပါမင်းသားအိမ်တော်ကိုရောက်တော့လူတွေကသူမကစုအိမ်တော်ကသမီးကြီးဆူရှူနဲ့အတော်တူတာပဲလို့ပြောကြပါတယ်အဲ့ဒီတော့မှကျမကသူ့ရဲ့ချစ်သူဟောင်းနေရာမှာအစားထိုးခံရတဲ့ကိုဝါဖြစ်နေမှန်းသိလိုက်တာပါဒါပေမဲ့ကျမကတော့ဂရုမစိုက်ပါဘူးချက်ပေါင်းစားရရင်ပြီးတာပဲလေသူကကျမကိုအဝတ်စားလှတွေပေးဝတ်တယ်စာပေဂီတတွေတင်ခိုင်းတယ်ကျမလည်းအကုန်လုပ်ပေးတာပေါ့ဒီနေ့မှာတော့သူမူပြီးကျမကိုဖန်နန်းပါလေရောကျမတုံကြီးနေတာကစိတ်လှုပ်ရှားလို့ဆိုတာသူမသိပဲကြောက်နေတယ်ထင်ပြီးမကြောက်ပါနဲ့မင်းကငါလိုလိုက်ပါမယ်လို့ပြောခဲ့ပါတယ်သူကကျမပေါ်တကယ်ကောင်းခဲ့တာပါနန်းတော်ကပေးတဲ့အဖိုးတန်တစ်တီးတွေကိုကျမတယောက်တည်းအကုန်စားပစ်တာတောင်သူကစိတ်မဆိုးပဲအဆုံးကအချိုးကြိုက်တာပဲဆိုပြီးအမြဲဂရုစိုက်ပေးခဲ့ပါတယ်အိမ်တော်ကငွေတွေကိုလည်းကျမရဲ့ဆင်းရဲတဲ့ညီကိုတွေကိုလှူဖို့အိတ်တုံဖလဲသုံးဆွဲခဲ့တာပေါ့ကျမကလည်းပတ်စံရရင်အလုပ်လုပ်ပေးရမယ်ဆိုတဲ့ဆရာတင်ကြားမှုအတိုင်းသူ့ကိုလုပ်ကြံမဲ့သူတွေကိုတနေ့တညရေကန်ထဲမှာပုံအောင်ပြီးတက်ဖြတ်ပေးခဲ့ပါတယ်နောက်ဆုံးမင်းသားအိမ်တော်ဝိုင်းရံခံရတဲ့အချိန်မှာတော့များတန်ရာ၃ချက်ခံပြီးသူ့ကိုဘေးကင်းအောင်ကဲထုတ်ပေးခဲ့တာပါဒီလိုနဲ့ကျမရဲ့စူးစမ်းမှုတွေကြောင့်သူဟာဧကရစ်ဖြစ်လာခဲ့ပါတယ်အေးအေးဆေးဆေးစီးစိမ်ခံရတော့မယ်လို့ထင်နေတော့မှာပဲသူ့ရဲ့နှလုံးသားဖြူစင်သူဆူရှူကရုတ်တရက်ပြန်ရောက်လာပါတော့တယ်ဗျာ